အိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာစာမေးပွဲမမှတ်မကန်ဖြစ်မှုတွေကိုစန့်ကျင်ပြီးပါလီမန်စီရှိတက်ဖို့ကြိုးပမ်းခဲ့တဲ့ဆန္ဒပြသူတွေကိုရဲတပ်ဖွဲ့ကနံပါတ်1အသုံးပြုပြီးဖြိုခွင်းခဲ့ပါတယ်။ဇူလိုင်လ20ရက်နေ့မှာမိုးဖွဲဖွဲရာနေတဲ့ကြားကဆန္ဒပြသူထောင်ပေါင်းများစွာဟာဂျန်တာမန်တာအနီးမှာစုဝေးခဲ့ပြီးစာမေးပွဲမေးခွန်းပေါက်ကြားမှုအွန်လိုင်းအမှတ်ပေးစနစ်ရှုပ်ရမှုနဲ့စီမံခန့်ခွဲမှုအမှားတွေအတွက်ပညာရေးဝန်ကြီးဒါမန်ဒရာပရာဒန်နှုတ်ထွက်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ဆန္ဒပြသူတွေကပါလီမန်ဘက်ကိုချီတက်ဖို့ကြိုးပမ်းချိန်မှာအထီးကရုံးနှိမ်နင်းရဲတပ်ဖွဲ့တွေကချစ်တိုးဝင်ရောက်ခဲ့ပြီးလူအများပြေးလွှားချောင်ချခဲ့ရတယ်လို့သတင်းထဲမှာဖော်ပြထားပါတယ်။ဒီလှုပ်ရှားမှုကိုကော့ခရိုးဂျန်တာပါတီ CJP လို့ခေါ်တဲ့လူငယ်လှုပ်ရှားမှုကဦးဆောင်နေတာဖြစ်ပြီးပညာရေးစနစ်လူငယ်အလုံးလက်မဲ့ပြဿနာနဲ့အစိုးရရဲ့တာဝန်ခံမှုကိုအဓိကမေးခွန်းထုတ်နေပါတယ်။အိန္ဒိယမီဒီယာတွေကတော့ဒီလှုပ်ရှားမှုကိုဝန်ကြီးချုပ်မိုဒီရဲ့တတိယသက်တမ်းအတွင်းအကြီးမားဆုံးလူထုဖိအားပေးလှုပ်ရှားမှုတွေကတစ်ခုဖြစ်တယ်လို့သုံးသပ်နေကြပါတယ်။လက်ရှိအခြေအနေမှာရဲတပ်ဖွဲ့နဲ့ဆန္ဒပြသူတွေကြားတင်းမာမှုဆက်ရှိနေပြီးအစိုးရဘက်ကဘယ်လိုတုံ့ပြန်မလဲဆိုတာကိုစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။